မိနစ်60အတွင်းအာဂျင်တီးနားစပိန်အသင်းကိုမနိုင်ပါဘူးခင်ဗျာအားလုံးကိုမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Top Vlog Channel မှာလောပဲဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်မိနစ်60အတွင်းအာဂျင်တီးနားအသင်းကစပိန်ကိုမနိုင်ဘူးလို့ကျွန်တော်တွေးမိလဲဆိုတော့အာဂျင်တီးနားအသင်းကသူတို့မိနစ်60အတွင်းအနိုင်ယူနိုင်ခဲ့တဲ့ပွဲကနော်အင်္ဂလန်ရဲ့အီဂျစ်ရဲ့ပဲရှိပါတယ်နှစ်ပွဲပေါ့နော်သူတို့စုစုပေါင်းရှုံးထွက်၄ပွဲဆော့ကစားခဲ့တဲ့မှာနှစ်ပွဲက extra time အထိသွားတယ်နှစ်ပွဲကတော့မိနစ်60နဲ့တင်ပွဲအဖြစ်ရလာထွက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကခိတ်ပါဒီနဲ့ဆွစ်ဇာလန်နဲ့ပွဲကတစ်ဖက်အသင်းကတအားကိုနောက်တန်းရဲ့စွမ်းဆောင်ရည်ကောင်းလို့သူတို့မိနစ်60အတွင်းအဖြစ်မရှာနိုင်ပါဘူးဒါဟာဘာကိုပြောချင်တယ်လဲဆိုတော့အခုလက်ရှိစပိန်ရဲ့ပေးကိုကတကိုးပါပဲရှိတယ်တကိုးပဲရှိတယ်ဒါကြောင့်မလို့မိနစ်60အတွင်းအာဂျင်တီးနားအသင်းကစပိန်ကိုအနိုင်ယူဖို့ခက်ခဲလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဒါတစ်ချက်ပေါ့နော်နောက်ပြီးတော့စပိန်အသင်းဘက်ကနေပြန်ကြည့်ကြရမယ်ဆိုရင်စပိန်အသင်းကအားလုံးသိကြတဲ့အတိုင်းပဲစူပယ်မှုအားကိုကြစ်လက်တယ်ဒါကကျွန်တော်အရင်လည်းမပြောချင်တော့ပါဘူးစပိန်အသင်းလူတိုင်းသိကြမယ်ထင်ပါတယ်ကျွန်တော်ဒီနေရာမှာ final ပွဲစဉ်လေးကိုကျွန်တော်အနေနဲ့ပြောကြည့်အောင်ပါ final မှာလီယိုနယ်မက်ဆီအရင်ပွဲတွေလို့အင်္ဂလန်နဲ့ပွဲထားပါတော့အီဂျစ်နဲ့ပွဲတွေလိုမျိုးသူကိုယ်တိုင်ထပ်ပြီးတော့သူ့ရဲ့ performance တွေကလုံးဝ just ထနေအောင်ပြနိုင်မလားဆိုတော့အနေနဲ့မိခွန်းထုတ်เสียရှိပါတယ်လီယိုနယ်မက်ဆီပဲပြနိုင်မှာပဲနော်ပြနိုင်မှာပဲအနေနဲ့များတော့ပြနိုင်မှာပဲဗျလီယိုနယ်မက်ဆီအပေါ်မူတည်ပြီးတော့အာဂျင်တီးနားအသင်းကနော်အဖြစ်ထွက်လာလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်အာဂျင်တီးနားအသင်းကနော်နောက်တန်းမကောင်းတဲ့အထက်မှာပြောလို့ရပါတယ်သိကြတဲ့အတိုင်းပဲအာဂျင်တီးနားအသင်းရဲ့တိုက်စစ်ဆုပ်ပုံမက်ဆီစီကနေဘောလုံးစောင့်တယ်ပေါ့နော်မက်ဆီရဲ့ပေးဖို့မှုကနေဂိုးအဖြစ်ဖန်တီးပေးနိုင်တာကအများကြီးပဲဒါကဘာကိုပြဒါကအာဂျင်တီးနားအသင်းလက်ရှိ19ဂိုးရရှိတဲ့အထက်မှာမက်ဆီဂိုးပေါဝင်ပတ်သက်မှုက14ဂိုးအထိရှိတယ်ခင်ဗျဒါကမက်ဆီသာဒီလောက်ထိကောင်းတဲ့စွမ်းဆောင်ရည်မပြနိုင်ဘူးဆိုရင်အာဂျင်တီးနားအသင်းနေဖြစ်19ဂိုးဆိုတာရရှိဖို့တကယ်ကိုမလွယ်ဘူးเนาะဒါကြောင့် final မှာလဲမက်ဆီရှေ့ဆောင်ပြနိုင်ခြင်းမပြနိုင်ခြင်းကအများကြီးမူတည်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ယူဆမိပါတယ်နောက်တစ်ချက်လက်ရှိအချိန်ထိဆီမီဖိုင်နယ်အထိ9ပွဲဆော့ကစားရမှာအာဂျင်တီးနားအသင်းနေဖြစ်9ဂိုးခွင့်ပြုထားတယ်ခင်ဗျဒါကပြန်မြတပွဲတကိုးနှုံးပါဒါပေမဲ့စဉ်းစားစရာတစ်ခုရှိတာကအာဂျင်တီးနားအသင်းက30တင်ရှုံးခဲ့အဆင့်ကနေစလို့ဆီမီဖိုင်နယ်ရောက်တဲ့အထိ4ပွဲပါအဲ့4ပွဲမှာပေးကိုက6ဂိုးအထိရှိပါတယ်ဒါကနည်းတဲ့ပမာဏမဟုတ်ဘူးစိုးရင်စရာချက်လက်တစ်ခုဖြစ်တယ်ဒါကြောင့်စပိန်ရဲ့မိနစ်60အတွင်းမှာစပိန်ရဲ့တွင်းကိုဥဆောင်ပေးခွင့်ပြုပေးရလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဒါကတကယ်ကိုအာဂျင်တီးနားအသင်းရဲ့နောက်တန်းကတကယ်ကိုစိုးရင်စရာရှိတယ်ဆိုတာကိုမိမောင်းထုတ်ပြနိုင်တဲ့အတူတူပါပဲဒါကြောင့်မလို့အာဂျင်တီးနားအသင်းမိနစ်60အတွင်းမှာစပိန်ရဲ့တွင်းကိုတကိုးမဟုတ်တကိုးတော့ခွင့်ပြုပေးရလိမ့်မယ်လို့ကျွန်တော်သုံးသပ်ယူဆမိပါတယ်စပိန်အသင်းနေဖြစ်ရတော့ကျွန်တော်ထွေထွေတော့အရင်ပြောစရာမလိုပါဘူးအထူးသဖြင့်လူငယ်ကစားသမားလမိုင်းရမယ်အနေဖြင့်ဒီကမ္ဘာဖလားပွဲစဉ်တစ်ချောက်လုံးမှာသူတွင်းကိုတကိုးပဲရရှိထားသေးတယ်သူထင်းတလောက် performance နဲ့သူအရင်မပြနိုင်ဘူးပြီးတော့ပိုဆိုးမာကအခုအာဂျင်တီးနားအသင်းတွေဟာတွန်းတိုက်စစ်ကဲကိုအသုံးပြုပြီးတော့စော့ကစားတတ်တဲ့လူတွေဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးမာကျောတဲ့ခက်ထန်တဲ့အာဂျင်တီးနားအသင်းရဲ့နောက်တန်းကစားသမားတွေနဲ့သူအတွေ့မှာသူဘာတွေလုပ်ပြသွားနိုင်မှာလဲဆိုတော့လေအများကြီးမူတည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာအကယ်၍ပထမပိုင်းအတွင်းမှာတင်အရင်ဆုံးစပိန်အသင်းကအာဂျင်တီးနားအသင်းကိုဥဆောင်ကိုအရင်စသွင်းလိုက်ပြီဆိုရင်အာဂျင်တီးနားအသင်းကပြန်ပြီးတော့ရှေ့ပါကိုတွင်းဖို့လွယ်လားခက်လားဆိုတာပြန်စဉ်းစားဖို့လိုအပ်ပါတယ်ဒီနေရာမှာစပိန်အသင်းကအင်္ဂလန်အသင်းလိုမျိုးတော့ဥဆောင်ကိုရရှိပြီးတဲ့နောက်မှာလုံးဝကြီး
နောက်တန်းကိုပိတ်ချပြီးတော့ဆော့လိုက်မယ်လို့တော့ကျွန်တော်မယူဆမိပါဘူးစပိန်တင်းကထုံးစံတိုင်းပဲသူတို့လှုပ်ရှားရှိတာကြီးသူတို့လုပ်မယ်နော်ဒါကြောင့်မလို့အကယ်၍ဒါစပိန်တင်းကဥဆောင်ကိုရရှိထားခဲ့မယ်ဆိုရင်အာဂျင်တီးနားအသင်းတွေဖြစ်ရှေးပါကိုရဖို့အတော်လေးကိုခက်ခဲလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကမိနစ်60အတွင်းအာဂျင်တီးနားစပိန်ကိုအနိုင်ယူဖို့ခက်ခဲလိမ့်မယ်ဆိုတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ခုနပြောခဲ့သလိုပဲအာဂျင်တီးနားအသင်းကပွဲစဉ်တိုင်းကိုပြင်းပြတကိုးခွင့်ပြုပေးထားရတာကစပိန်အသင်းအာဂျင်တီးနားအသင်းအပေါ်ကိုကိုရယူမှုလွယ်ကူလိမ့်မယ်အချက်လို့ကျွန်တော်မြင်မိပါတယ်ပြီးတော့စပိန်အသင်းကအာဂျင်တီးနားအသင်းရဲ့နောက်တန်းတွေကိုကြော်ပြီးတော့ဥဆောင်ကိုရလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်ဒါကအရှိမပြောခဲ့တယ်လို့ပဲအာဂျင်တီးနားအသင်းရဲ့ခန်းစည်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ကတပွဲပြင်းတကိုးလုံးခွင့်ပြုပေးရတဲ့ပုံမှန်ဒီပြီးတော့ကျွန်တော်သုံးသပ်ထားတာပါကြည့်၍ဒုတိယပိုင်းရောက်ပြီးဘာညာဆိုရင်စပိန်အသင်းကနော်သူတို့ကတော့ဘောလုံးကန်ရတာကြိုက်တဲ့အသင်းဆိုတော့သူတို့ပဲဘောလုံးကန်မှာပြန်ပဲကိုပေးမကန်ဘူးစင်ပြင်းတိုက်စစ်စင်မယ်အစင်မပြေရင်အဲ့နားမှာပတ်ရှာလေးရိုက်နေမယ်ပေါ့နော်ဒါနဲ့ပဲသူတို့ဥဆောင်ကိုထိန်းနေသူတို့လုံးဝခန်းစစ်ကြီးပိတ်ဆော့သွားတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးသူတို့ဆော့သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်နံပါတ်1အာဂျင်တီးနားအသင်းဟာပြင်းတပွဲကိုတကုံးလုံးခွင့်ပြုပေးထားရတယ်နံပါတ်2အာဂျင်တီးနားဟာခန်းစစ်စူပါဘူးအားကောင်းတဲ့အသင်းတွေကိုမိနစ်60အတွင်းအနိုင်မယူနိုင်ခဲ့ပါဘူးနံပါတ်3မက်ဆီခြေစွမ်းထပ်ပြနိုင်မလားဆိုတာစောင့်ကြည့်ရမယ်အကယ်၍စပိန်အသင်းကအာဂျင်တီးနားအသင်းကိုအယူဆုံးဥဆောင်ကိုတွင်းလိုက်ပြီဆိုရင်တော့ကျွန်တော်သိချတယ်မိနစ်60အတွင်းမှာတင်ပဲစပိန်အသင်းကအာဂျင်တီးနားအသင်းကိုအနိုင်ရရှိပြီးတော့စပိန်ဖလားဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်တစ်ချက်ပြန်စဉ်းစားစရာရှိတာကအာဂျင်တီးနားအသင်းကရောစပိန်အသင်းကိုဥဆောင်ကိုစမသွင်းနိုင်ဘူးလားလို့မေးလာခဲ့သည်ရှိတော့ကျွန်တော်ကတော့ဖြစ်နိုင်ရှိနေတယ်လို့ပဲယူဆမိပါတယ်ဒါပေမဲ့စပိန်အသင်းကဥဆောင်ကိုအရင်သွင်းတယ်အာဂျင်တီးနားအသင်းကလည်းရှေ့ပါကိုပြန်သွင်းနိုင်တယ်မိနစ်60အတွင်းမှာတုံးနိုင်ရလက်မထွက်ဘူးဆိုရင်extra time ထိသွားမယ်ဟုတ်ပြီဒီနေရာမှာတစ်ချက်စဉ်းစားမှာကအာဂျင်တီးနားအသင်းရဲ့နော်ရှုံးထွက်ပွဲစဉ်တွေမှာပြသခဲ့တဲ့ extra time performance တွေကတကယ်ကိုကြောက်ဖို့အရင်ကောင်းပါတယ်နော်ကစားသမားတွေရဲ့ကစားအားနော်ကြမ်းခိုင်အားပောက်ကွဲမှုအားတွေကအရန်ကိုပြင်းထန်ပါတယ်ခင်ဗျဒါကြောင့် extra time ထိတာသွားမယ်ဆိုရင်တော့စပိန်ဒီဖလားကိုလက်လွတ်ပေးရလိမ့်မယ်ခင်ဗျလက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကိုပဲနောက်ထပ်ကွမ်းချန်ပီယံဖြစ်စေလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတော့ဒါကစပိန်အသင်းကိုအထင်မကြီးချင်းအထင်သေးချင်းနဲ့လည်းအဲ့လိုမျိုးမဟုတ်ပါဘူးစပိန်အသင်းကိုပြန်ကြည့်ရမယ်ဆိုရင်သူတို့လုံးပွဲအဖြေကမိနစ်60နဲ့နေထွက်တယ်ဒါကြောင့်မလို့သူတို့ extra time ဆော့တဲ့ပွဲအတွေ့အကြုံမရှိဘူးပေါ့နော်ဒီကမ္ဘာဖလားမှာဒီလောက်ပူပြင်းတဲ့အမေရိကန်လိုနိုင်ငံမျိုးမှာသူတို့အတွေ့အကြုံမရှိထားဘူးဒါကသူတို့အသင်းအတွက်အနေချင်းဖြစ်စေတဲ့အချက်တစ်ချက်လို့ပြောရင်လည်းမမှားဘူးပေါ့နော်အာဂျင်တီးနားအသင်းကခိတ်ပါဒီဆွစ်ဇာလန်စားတဲ့အသင်းတွေနဲ့ extra time အထိတွားခဲ့လိုက်ရတယ်ဆိုတာလေတနည်းအားဖြင့်သူတို့အတွက်အသာချက်တရက်ဖြစ်စေခဲ့ပါတယ်မိနစ်60အတွင်းမှာတော့အာဂျင်တီးနားအသင်းကစပိန်ကိုတကယ်အနိုင်မယူနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ဒါကတစ်ချက် extra time ထိတွားမယ်ဆိုရင်အာဂျင်တီးနားရဲ့ဖလားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒါနှစ်ချက်ပေါ့နော်ပယ်နယ်တီအထိတော့မသွားတော့ဘူးလို့တော့ကျွန်တော်ယူဆမိပါတယ်ခင်ဗျဟုတ်ကဲ့ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအားလုံးပဲအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ